ခုံတော်ပွားများပြီဆိုလို့ရှိရင်တော့ဘယ်လိုပွားရမလဲဣတိပိသောဘဂဝါဣတိပိဆိုတာအကြောင်းကိုရည်ညွှန်းတာသောဘဂဝါကိုယ်စိတ်ထဲမှာသောဘဂဝါငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခဏတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝါလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝါဆိုတာအလွန်ကိုကြီးမြတ်တဲ့သူတို့လေးစားရတဲ့ပုဂ္ဂိုလ်ပေါ့အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုံဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝါလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်အသုံးနဲ့ဘဂဝါဆိုတာဂုရုကိုခေါ်ရတဲ့ဂရုံဟိလောကေဘဂဝါတိဟောစတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းသီလနဲ့နိုင်ရှင်မယ်ဆိုလဲသူ့ကိုပါတဲ့ပုဂ္ဂိုလ်မပြောနဲ့မှီတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရာတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလိုတယ်ပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်လို့ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလို့နှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။အော်ဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံပါလားဆိုတဲ့အတွေးနဲ့မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်။သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုပ်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာတယ်မြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေးလာတဲ့အခါမှာဩဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့အရဟံပါလားလို့လက်ခံလာတယ်ကျင့်납လာတယ်အဲ့ဒီကျင့်납လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒါလို့မဟုတ်ဘဲနဲ့အရဟံ6ချက်လောက်နေမရဘူးနော်ဘုရားကုံတော်မထိရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတာနော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအားလုံးအမဲသားစားဘူးမှာပဲဝါလို့မှမရတာသိဝမှာလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှ